ဒီမှာတော့ပဲဟိုပါနော်ဒီကျွန်တော်တို့ကိုကျမိုင်းကရမ်ဆိုတော့ကျွန်တော်တို့ YouTube ကြည့်ရအောင် YouTube ကြည့်မယ် face cam ဘယ်တော့ထားမလဲမသိ face cam ဘယ်တော့ထားမလဲဆိုတော့အိုင်နာလေးထားလိုက်မယ်ဟုတ်ကဲကျွန်တော်ဒီနေ့မှာ Roblox ကလည်း view တွေအရင်မကောင်းပတ်သက်နေလေအရင်မဆိုကျွန်တော်ဒီနေ့ဒီ Roblox ရဲ့ Shawarma ဆိုတဲ့ horror game နဲ့မှာကျွန်တော်နဲ့ Envy အရင်အတူတူအလုပ်သွားလို့မှာဖြစ်ပါတယ်ဟုတ်ပါကျွန်တော် reaction ပါရဲဟိုတော့ကျွန်တော်ဒီ story ပါစီ please ယူပါဆက်ပဲလောက်ထားမိရလားဟုတ်တယ်อ่ะပြန် unsubscribe yeah Danny chicken jockey hola Hola အားလုံးပဲကျွန်တော်တို့နောက်ပြီးမှဗီဒီယိုတက်မနေ့ပြန်ရမှာဗီဒီယိုတက်တော့မလားကျွန်တော်တို့ဘာလို့လို့လောအမှန်းမတူဘူးရဲ့အဲ့တော့အားလုံးပဲ bye bye